Tech Brother ပြောပြမယ် laptop ဝယ်တဲ့အခါ HDD SSD NVMe ဆိုပြီးရွေးစရာတွေရှိတယ်အကုန်လုံးက storage ပဲလေဘာကွာလဲဘာလို့ဈေးတွေခြားနားနေရလဲဒီသုံးမျိုးကိုတည်ယူပို့ဆောင်ရေးရင်တွေနဲ့နှိုင်းယှဉ်ကြည့်အောင် HDD hard disk drive ကုန်တင်ကားအတွင်းမှာလဲနေတဲ့တံပြား magnetic platter နဲ့ဖတ်တဲ့စူးတံ read write head ပါတယ် speed 80-160 MB/s နေဆုံး advantage ဈေးသက်သာတယ်1 TB ကိုဈေးချိုချိုနဲ့ရနိုင်တယ်စက်ပိုင်းဆိုင်ရာလှုပ်ရှားမှုရှိတဲ့အတွက်ခံနိုင်ရည်နီးတယ်အတန်ထွက်တယ်ဘူးတက်ဖို့10မိနစ်ကြော်ကြတယ် SATA SSD solid state drive ကားမောင်းအတွင်းမှာ chip တွေနဲ့ data သိမ်းတယ်စက်ပိုင်းဆိုင်ရာလှုပ်ရှားမှုမရှိဘူး speed 900-950 MB/s HDD ထက်960မြန်ဘူးတက်ဖို့15စက္ကန့်ပဲကြာတယ်ခံနိုင်ရည်ကောင်းတယ် disadvantage NVMe လောက်တော့မမြန်ဘူး3 NVMe SSD non volatile memory express ကြီးစံသူက SATA လမ်းကြောင်းကိုမသုံးဘူး PCIe Peripheral Component Interconnect Express လမ်းကြောင်းကိုတိုက်ရိုက်သုံးတယ် speed 3500-9000 MB/s SATA SSD ဘတ်914ဆမြန်ဘူးတက်ဖို့5စက္ကန့်အောက်ပဲကြာတယ် 4K video editing gaming large file transfer တွေအတွက်အကောင်းဆုံး disadvantage ဈေးအမြင့်ဆုံးအပူချိန်ပိုထွက်တယ် heat sink လိုနိုင်တယ်ဒီချက်ကိုသိထားရင်ဘာဖြစ်လာမလဲ Senior tip number 1အိမ်သုံးကွန်ပျူတာအဟောင်းကိုပြန်ပြန်ချင်း HDD ကနေ SATA SSD ကိုအရင်ပြောင်းပါဒါကဆက်နှေးတဲ့ပြဿနာအများစုကိုဖြေရှင်းပေးတယ် Senior tip number 2 gaming PC ဒါမှမဟုတ် video editing PC ဆောက်ရင် OS နဲ့ game software တွေကို NVMe SSD မှာထည့်ပါ data တွေကို HDD မှာသိမ်းနိုင်တယ် Senior tip number 3 company server တစ်ခုတည်ဆောက်ရင် database အတွက် NVMe သုံးပါ backup storage အတွက် HDD သုံးပါ performance versus cost balance Senior tip number 4 laptop ဝယ်တဲ့အခါ NVMe SSD ပါတဲ့ model ကိုရွေးပါနောက်မှ upgrade လုပ်ရင် laptop ကိုဖွင့်ရတဲ့အထိခက်နိုင်တယ်ဒီနေ့တင်ယူလိုက်တဲ့ storage အမျိုးအစားတွေရဲ့ကွာခြားချက်ဟာဒီညပဲတင်အိမ်ကဆက်အဟောင်းကို SSD ပြောင်းဖို့ဆုံးဖြတ်တဲ့အခါချက်ချင်းအသက်ဝင်လာလိမ့်မယ်ကျွန်တော်တို့ဒီမှာမျှဝေပေးနေတဲ့ senior tips တွေကိုနေ့စဉ်မိနစ်ပိုင်းလေးနဲ့လေ့လာသွားရင်တနေ့9မိနစ်တစ်ပတ်3ချိန်တစ်လဆိုရင်1နာရီတစ်နှစ်ဆိုရင်နာရီပေါင်း130လေ့လာပြီးသားဒီ130နာရီအတွင်းမှာသင်ဟာ PC laptop server တွေအတွက်အကောင်းဆုံး storage configuration ကိုရွေးချယ်တက်လာမယ်performance နဲ့ budget ကိုချိန်ကြီးတက်တဲ့ IT professional တယောက်ဖြစ်လာမယ် hardware upgrade လုပ်တဲ့အခါဘာကိုဦးစားပေးရမလဲဆိုတာခွဲခြမ်းစိတ်ဖြတ်တက်လာမယ် company တစ်ခုအတွက် storage infrastructure ကို design ဆွဲပေးနိုင်တဲ့အဆင့်ကိုရောက်လာမယ်ဒီအချိန်လေးကိုရင်းနှီးမြှုပ်နှံထားရင်နောက်တစ်နှစ်မှာသင်ဟာ hardware နဲ့ပတ်သက်ရင်ဘယ်သူ့မှမေးစရာမလိုတဲ့ senior technician တယောက်ဖြစ်နေပါပြီနေ့စဉ်9မိနစ်စာဒီလို IT အခြေခံတွေကိုလေ့လာပြီး senior IT technician ဖြစ်ဖို့ follow လုပ်ထားပါအောင်